နန္ဒကင်းနေကြီးနုနုလေးကတည့်ရွက်ဖျားတွေပေါ်မှာရွှေရောင်ပတ်ဖြန်းနေတဲ့အချိန်ပေါ့နင်းမြူလေးတွေကလည်းတောင်းနှင်းပြပြတွေကြားမှာခမိုင်းမိုင်းလေးရှိနေတာပေါ့ဒီလိုလေကောင်းလေတန်းကြတဲ့မနေ့စောစောချိန်ဆိုတာကျမကြီးရဲ့အတွက်လေးချိန်ညံလုပ်ဖို့အကောင်းဆုံးချိန်ပဲလို့မမနဲ့ကတွေးနေမိပါတယ်ဒီနေ့မနေ့လေးကလည်းတကယ်လန်းဆန်းနေတာပဲခါလေးလှုပ်လေးချိန်ညံလေးလှုပ်ထားမှကလုံးကုတ်ပေါက်ကလာပြီးတော့မြင်းစီးတဲ့အခါမှလေခါလေးကနွဲ့နွဲ့နောင်နောင်လေးနဲ့ပျော်ပြောင်းနေမှာဒါလျှို့ဝှက်ချက်ပဲလေလူတိုင်းတင်ထားတင်တယ်နော်အလိုမိုးတော်စင်စင်လေးတော့မယ်ဒါဟုတ်တိန်သားလုံးဘယ်သူမှမထားကြသေးပါလားညလေလေကြပက်ကြတာမိုးချုပ်သွားတာကိုအင်းလေအပျော်ခီးထွက်လာကြတာဆိုတော့လေအိတ်ကြပါစေအောင်တော့ဒါမဲ့မနေ့ကင်းနေကောင်းလေတန်းကိုလက်လွတ်ရမှာတော့နှမျောစရာကြီးကိုဖိုးပင်ရောကိုနှုတ်ခမ်းမွေရောဘယ်သူမှမတွေ့ပါလားငါတော့အပေါ်တက်ပြီးတော့သွားနှုံးမှဖြစ်တော့မယ်ကိုဖိုးပင်အာမန်းတွေရေအစောကြီးနိုးနေတာလားကိုကလည်းမန်းတွေကိုလိုက်ရှာနေတာဘယ်ရောက်နေလဲလို့မန်းတွေကတော့မနေ့တိုင်းအစောကြီးထနေကြပါကိုဖိုးပင်ရေဒီမှာလေခါပတ်ကွင်းလေးလှည့်ပြီးတော့ခါလေးကျင်ငန်လုံနေတာဓမ္မမြင်းစီးတဲ့အခါမြင်းပေါ်မှာအလိုက်တင်လေးခွာစည်းလို့ကောင်းမှာပေါ့ဒါနဲ့ကိုဖိုးပင်ကရောမန်းတွေမြင်းစီးတာကိုကြည့်ရှင်လာရင်ကြည့်ရှင်တာပေါ့မန်းတွေရေမန်းတွေကတော့တကယ်ကိုစွမ်းစာရှိမှာပဲဒါနဲ့ညမန်းတွေကစောစောအိပ်ပျော်သွားတော့ကိုကတယောက်တည်းပြင်းနေတာနဲ့အခုမနေ့ကမှပဲအစွမ်းပြမလားလို့ပါ။အော်ကိုဖိုးပင်ကလေလူကဲခက်ရခတ်လိုက်တာမနေ့စောစောစီစီကဘဲကမြင်းလာစီလို့ရအောင်ပါလေဒီညကြမှာပဲမန်းတွေကမြင်းစီပြတော့မယ်နော်အခုတော့မန်းတွေရဲ့ပေါင်ပေါ်မှာပဲခဏလာအိပ်ပြီးနားနေလိုက်အောင်မန်းတွေရဲ့မန်းတွေနဲ့ဒီလိုအတူရှိနေရတဲ့အချိန်တိုင်းကိုရိုးစထုတ်ခဲ့တဲ့နေ့လေးကိုပြန်ပြီးတော့သတိရမိတယ်ကိုမန်းတွေကိုဘယ်တော့မှမင်းဖောင်မဟုတ်တော့ဘူးနော်ကဲပါကိုဖိုးပင်ကလေကလေးကြနေတာပဲဘယ်သူမဆိုမြင်သွားရင်မကောင်းဘူးလေဘာဖြစ်လို့လဲဖိုးပင်ဆိုတဲ့ကောင်မဒီလောက်ချောမောလာပါတဲ့ရီစားလေးရှိတာမြင်ရသူတွေကတည်ကြဆန်းပါကွာအပေါ်ရီပြောမနေနဲ့ထတော့ကိုနှုတ်ခမ်းမှုကိုသွားမကြည့်ပေးဘူးလားညကသူလဲကောင်မလေးတယောက်ခေါ်လာတဲ့ဆိုအေးဟုတ်သားပဲကိုနှုတ်ခမ်းမှုကသူ့ရီစားမန်နင်းစီကိုခေါ်လာတာလေကိုနဲ့တော့အတူတူအေးနေပါအောင်ဘာပြောလိုက်တယ်ကိုဖိုးပိန်ဘယ်သူနဲ့တူတူအိတ်တာလဲအော်မဟုတ်ပါဘူးမန်နင်းစီကကိုနှုတ်ခမ်းမွေးနဲ့ရီးစားတွေလေကြောင်းတက်တုံးထဲကကိုနဲ့သိတာပါဒီတော့ညာအိတ်တော့လေကိုနှုတ်ခမ်းမွေးကြီးရဲ့ဘေးမှာကိုကအိတ်ဟိုဘက်တစ်ချမ်းမှာတော့မန်နင်းစီကအိတ်အဲ့ဒီလိုပုံစံမျိုးပါအထင်မလွဲပါနဲ့အခုလောက်ဆိုနိုးလောက်ပြီးထက်နေခဏနေရင်သူတို့နဲ့မန်းတွေကိုမိတ်ဆက်ပေးမယ်လေအခုတော့မန်းတွေလည်းဗိုက်စာနေရောပေါ့ဟုတ်ကဲ့ကိုဖိုးပိန်ဒါဆိုမန်းတွေအခုပဲမီးပို့ချောင်းနဲ့ဝင်ပြီးတော့စံတိုလေးသွားလုပ်လိုက်အောင်မယ်ကိုဖိုးပိန်တို့လည်းမျက်နှာတစ်ပြီးမှစဉ်းနာခဲ့ကြတော့နော်တစ်ဖက်မှာလည်းကိုနိုခမ်းမွေးတယောက်အဲ့ရကနိုးတော့လူကနှုံးကြည့်နေတာပေါ့ဟွန်းညတော့နည်းနည်းတော့လက်လွန်သွားတယ်ထင်တယ်အခုတော့လူကဘိုင်ဟောင်းလောင်ဖြစ်သွားပြီကိုရီလက်တွေနည်းနည်းလေးနေတယ်လို့ပဲကွာဒါမဲ့ကိစ္စမရှိပါဘူးလေးကျင်ငန်းလေးနည်းနည်းလှုပ်လိုက်ရင်ပြန်လန်းဆန်းသွားမှာပါဟဲ့လူကိုနှခမ်းမွေးခမရုပ်ကဘလို့ဖြစ်နေတာလဲညဘာတွေလှုပ်ထားလို့လူကဖက်ဖက်မောနေတဲ့ပုံပေါက်နေတာလေဗျဘာဖြစ်လို့လဲကွာငါလဲပုံမှန်တိုင်းမှာပဲမင်းကဘာတွေရှောက်ပြောနေတာတော့ပုံမှန်မဟုတ်လို့မေးတာပေါ့ဗျာကြည့်ပါအောင်မြက်တွင်းထီကလည်းဟောက်ပတ်နေလူကလည်းပိန်ချောင်သွားလိုက်တာကြည့်ရတာညကတော်တော်လေးအင်အားကုတ်ခန်းသွားတဲ့ပုံပဲကျွန်တော်ကတော့ခမကိုကြည့်ပြီးအားကြမလို့ပဲဒါပေမဲ့အခုပုံစံကတော့လမ်းဘေးကဖုတ်ကောင်နဲ့တူနေပြီဗျမင်းကဘာမှမသိပဲရှောက်ပြောမနေနဲ့ကိုဖို့ပိန်ဒီလိုပုံစံမျိုးမှမင်းကလေးတွေကသဘောကျတာကွာလူကပိန်ပိန်မဲ့ခါလေးကပျော်ပြောင်ပြီးလှုပ်ရှားရတာပိုတတ်တယ်လို့ခေါ်တယ်ကွာကဲဟုတ်ပါပြီဗျာခမရဲ့အစုံသက်ကဘလို့ဖြစ်မလဲဆိုတာပဲကျွန်တော်စောင့်ကြည့်လိုက်တော့မယ်ဗျာ